ကဲ vlogger အများစုချက်ချောက်ကျွေးမြင့်လုပ်ပြီးတော့စားပြတာတွေတစ်ခေတ်ထခဲ့တော့ကတည့်ရကြခဲ့လို့လှုပ်ရှားဖြစ်ခဲ့တဲ့ဗီဒီယိုလေးပါအဓိကကတော့ချက်ချောက်ရဲ့ကျွေးမြင့်ရဲ့မာလာနှစ်ထုတ်ရဲ့ရှင်လှုပ်ရှားလို့ရပြီချက်ချောက်ကိုခြေသေးလေးတွေခုတ်တချမ်းချမ်းပြီးလုပ်ရင်ရတာပိုဝင်ပါတယ်ခုကတော့မခုတ်ပဲတချောင်းလုံးလှုပ်လိုက်တော့အထဲထဲထိရတာစစ်မဝင်သွားသလိုခံစားရတယ်ပြုတ်တဲ့အခါရေစုလာရင်ပေါ့နော်ကြက်သွန်ဖြူတပြားရိုက်ဂျင်းနဲ့နနံပင်အမြင့်ကိုထည့်ပြီးတော့45မိနစ်ပြုတ်ထားလိုက်ပါတယ်ချက်ချောက်တွေနူးဤလာပြီဆိုရင်ရေခဲတုံးလေးနဲ့ရေနဲ့ရောစိမ်ရင်တော့ပိုကောင်းပါတယ်အိမ်မှာရေခဲရေပဲရှိလို့ရေခဲရေနဲ့ပဲမိနစ်20စိမ်ထားပါတယ်ကဲစနေပါပြီမာလာနှစ်ကိုတော့ကြက်သွန်ဖြူလေးကိုစီတက်ပြီးတော့မှုန်းနေအောင်လုပ်ထားပြီးတော့ထည့်ပါတယ်ပြီးရင်ခရူစီပဲငံပြားကြီးအချီနဲ့ဂျုံးမြစ်ကိုတော့နေပူလှမ်းပြီးတော့ခြောက်သွားအောင်လုပ်ထားတယ်ပေါ့နော်ပြီးကမှထည့်တယ်ပြီးရင်နှံ့သွားအောင်နေလိုက်ပါတယ်အဲ့ဒါအပြင်ပေါ့နော်မာလာအနံ့လေးပိုမွေးသွားအောင်လို့မာလာအမှုံလေးပါထပ်ထည့်ပြီးတော့နေလိုက်ပါတယ်ပြီးသွားလို့ရှိရင်စားစင်စရာကောင်းတဲ့ချက်ချောက်ဂျုံးမြစ်ကိုပလိတ်တင်ပြင်နေပေါ့နော်ပလိတ်တင်ကတော့စတီးလင်မန်းတွေကိုထည့်ပြီးတော့ပြင်တာပါအရန်စားလို့ကောင်းတာမလို့အိမ်မှာလိုက်လို့စားကြည့်ပါဦးနော်ဒီလိုပူပူဆက်ဆက်အရသာကိုစားမယ်ဆိုလို့ရှင်တော့ရင်းနှီးချမ်းလေးတစ်ခွက်တော့လိုမယ်နော်အဆက်ပြေစမ်းကစ်တင်နဲ့အတူစားလိုက်ပါအောင်မယ်ရှင်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်